တချိန်ကအနုပညာသည်ပြည်သူအတွက်ဆိုတဲ့အယူဆသမားတွေနဲ့အနုပညာသည်အနုပညာအတွက်ဆိုတဲ့အယူဆရှိတဲ့လူတွေတော်တော်ပြင်းပြင်းထန်ထန်ညှင်းခုန်ခဲ့ကြဘူးပါတယ်အခုတော့အဲ့ဒါလိုညှင်းခုန်ခဲ့ကြဘူးတဲ့နှစ်ဖက်စလုံးကသူတွေကိုအလွန်အားနာစရာဖြစ်လာပါတယ်အခုတော့ငွေရလို့ရှိရင်ဘာမဆိုလုပ်တဲ့အနုပညာတွေတောင်မှပေါ်ထွက်လာတော့အနုပညာသည်ပြည်သူအတွက်လားအနုပညာသည်အနုပညာအတွက်လားဆိုပြီးတော့လေးလေးနက်နက်ညှင်းခုန်ခဲ့ကြတဲ့သူတွေကိုတကယ်ကိုအားနာစရာကောင်းပါတယ်အခုနေတိုးတို့မြင့်မြတ်တို့ချူလေးတို့မင်းမြင့်မို့တို့ငှက်ပြောကျော်တို့ဆိုတဲ့လူတွေလောက်ကြတဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ policy ဇာတ်ကားထွက်လာပါတယ်အဲ့ဒါလိုဇာတ်ကားကိုရိုက်တဲ့ကိစ္စဟာအနုပညာတယောက်ရဲ့ယုံကြည်ချက်ခံယူချက်ကိစ္စဆိုတာထက်တောင်မှပိုတယ်လို့ထင်ပါတယ်အခုကိစ္စကလူတယောက်ရဲ့လူသားဆန်မှုနဲ့တောင်မှစိုက်ပါတယ်အနုပညာတဲ့မဟုတ်ရင်တောင်မှတိတက်ရမယ်ကိစ္စမျိုးပါဟိုဘက်အိမ်မှာနာရေးရှိရဆိုလို့ရှိရင်ဒီဘက်အိမ်ကတချင်းလေးတကြောကြောလုံမနေတင်ဘူးဆိုတာမျိုးပါလူဆိုရင်လူလိုတိတက်ဖို့ကောင်းတဲ့ကိစ္စမျိုးပါအခုတော့ငါတို့ကနိုင်ငံရေးနားမလဲဘူးအနုပညာသမားတွေဆိုတာငွေပေးငါရင်လောက်ရမှာပဲလို့ပြောနေကြပါတယ်အဲ့ဒီတရားကိုသူတို့ရှေ့မှာကလေးကဒိန်းတောင်တို့ငိမ့်ချမ်းတို့အုံသီးတို့ကလည်းထူထောင်ပြီးတော့လူသိရှင်ကြားထုတ်ပြောခဲ့ဘူးတာတွေရှိပါတယ်အခုလိုပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့ခွဲချမ်းစိတ်ဖြာကြည့်မယ်ဆိုလို့ရှိရင်ငွေပေးငါရင်လောက်မှာပဲဆိုတဲ့အချက်ပေါ်မှာရောနိုင်ငံရေးလောက်တာမဟုတ်ဘူးဆိုတဲ့အချက်ပေါ်မှာပါပြောစရာရှိပါတယ်ငွေပေးခေါ်တိုင်းလိုက်တာဟာပြည့်တစားပါမိမရှင်ပါအခုသူတို့အုပ်စုဟာငွေပေးခေါ်တိုင်းလိုက်တဲ့သဘောပါပဲအခုဒုံဆိုင်ကြတဲ့အုပ်စုကတော့ငွေပေးခေါ်ရင်လိုက်မှာပဲဆိုတာမျိုးပါဇက်ကနေပြီးတော့ထုတ်ပြောတာမျိုးမကြားမိသေးပေမဲ့သူတို့လောက်ရက်ကငွေပေးခေါ်ရင်လိုက်မှာပဲဆိုတဲ့သဘောပါပဲအဲ့ဒီလောက်ရဟာမိမရှင်လောက်ရပါလူဆိုတာဘလောက်နှိမ့်ကြတဲ့နေရာမှာပဲရောက်နေစီးတို့ဘောင်တို့ဆိုတာကိုနားလေလိုက်နာလို့ရှိရင်တန်မိုးရှိပါတယ်တရောင်းစားတောင်စီးပေါင်ကိုနားလေတတ်လို့ရှိရင်သူတစ်ပါးနေတဲ့ကိုကြော်ပြီးတော့မတောင်းပါဘူးမိမရွှင်တောင်စီးပေါင်ကိုနားလေတတ်လို့ရှိရင်သူများဖောက်တယ်ကိုလူပြီးတော့မဆွဲပါဘူးအခုတော့သူတို့တက်တိုက်ရဲ့လောက်ရဟာမိမရွှင်နေလောက်တောင်မှစီးပေါင်ကိုနားမလဲတဲ့လူတွေလို့ဆိုစရာဖြစ်နေပါတယ်မိမရွှင်နေလောက်တောင်မှလူအသီးစိတ်ဓာတ်မျိုးမရှိတဲ့သူတွေလို့ပြောစရာဖြစ်လာပါတယ်နောက်တစ်ချက်ကငါတို့ကနိုင်ငံရေးမလုပ်ဘူးနိုင်ငံရေးနားမလဲဘူးဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောစရာရှိပါတယ်အခုသူတို့လုပ်နေတာဟာနိုင်ငံရေးပါဆန္ဒပြပြည်သူတွေကိုစော်ကားတာဟာနိုင်ငံရေး CDM ဆရာဝန်တွေ CDM ကျောင်းဆရာမတွေကိုစော်ကားတာဟာနိုင်ငံရေးရွေးကောက်ပွဲမဲထည့်ဖို့ပြောတာတွေဟာနိုင်ငံရေးပါပဲဒါကိုတောင်မှနိုင်ငံရေးမှန်းနားမလဲဘူးဆိုလို့ရှိရင်မင်းတို့နားလဲတာဘာရှိသေးတယ်လဲလို့မေးရမလို့ဖြစ်နေပါပြီအဲ့ဒါတွေကငါတို့သဘောမဟုတ်ဘူးလေစံကျွန်းဆရာရေးတဲ့အတိုင်းပြောရတာပဲလို့ခေါင်းရှောင်လို့လည်းမရပါဘူးဒီလိုလုံမျိုးလောက်ကြတဲ့အခါမှာလောက်ကြတဲ့သူတိုင်းပါဝင်ကြတဲ့သူတိုင်းမှာပူးတွဲတာဝန်ရှိပါတယ်ဒါပေမဲ့သူတို့နိုင်ငံရေးနားမလဲဘူးဆိုတဲ့စကားကတော့တစုံတရာအတိုက်အတာတစ်ခုထိမှန်တယ်လို့ထင်ပါတယ်ဒီလူတွေနိုင်ငံရေးကိုနားလည်ကြပုံမရပါဘူးသူတို့လုပ်တဲ့အလုပ်ရဲ့အတိတ်အနက်အထူပါကိုနားလည်ကြပုံမရပါဘူးသူတို့လုပ်တဲ့အလုပ်ကဘသူတွေကိုဘလောက်ထိခိုက်စေတယ်ဆိုတာကိုသိသိချာချာသိဖို့မရကြပါဘူးအဲ့ဒါကတော့နိုင်ငံရေးနားမလဲတာပါနိုင်ငံရေးနားမလဲလို့ရှိရင်အားပါတယ်အနုပညာဆိုတာဓာတ်တစ်ချောင်းလို့ဆူရှထက်မြက်ပါတယ်အထူးသဖြင့်အခုလိုအာဏာရှိတဲ့အတိုင်းဝိုင်းကနေပြီးတော့ငွေကြေးပုံအောပြီးတော့ဝါဒဖြတ်လိုက်တဲ့အခါမှာပို့ပြီးတော့စူးတက်ရှတတ်ပါတယ်ဒီချိန်တုန်းကနဝတနာအဖစေအုပ်စုကမဟုတ်မမှန်တာတွေကိုလောက်ကျန်ဇလန်းဖန်တီးပြီးတော့တမိုင်းရည်စီလိုက်ကြီးလေထံဖြစ်ရမှန်းဆိုတဲ့ဇလန်းတွေဖြတ်ခဲ့ဖူးပါတယ်ပြည်သူလူထုအများကအဲ့ဒါဟာမမှန်ကန်တဲ့ဇလန်းတွေပဲဆိုတာကိုသိကြပါတယ်ဒါကြောင့်ဟာသလိုသဘောထားပြီးတော့ရီခဲ့ကြလှောင်ခဲ့ကြပြောင်းခဲ့ကြပါတယ်ဒါပေမဲ့အကြိမ်ကြိမ်ထက်ခါပြတဲ့အခါမှာတချို့လူတွေရဲ့စိတ်ထဲမှာရှင်းလေးလုံးရေတော်ပုံကြီးဟာအကြမ်းဖက်ဖြစ်စဉ်ကြီးလို့ထင်အောင်ထင်မှားဖြစ်တဲ့သူတချို့ရှိလာပါတယ်ဒါတွေဟာလိန်ညာနေမှန်းသိပါတယ်ဆိုတော့လူငယ်တွေထဲမှာတောင်မှအရေးတော်ပုံကြီးကရက်ဆက်ကြမ်းကြုတ်ခဲ့တဲ့အပိုင်းလဲနည်းနည်းပါးပါးရှိကျင်တော့ရှိမှာပေါ့ဗျာဒါပေမဲ့စေအုပ်စုကအလွန်ကျွံပုံဖြတ်ဝါဒဖြတ်နေတာပါလို့ပြောတာကြားလိုက်ရလို့ကျွန်တော်တောင်အံ့ဩသွားခဲ့မှုပါတယ်ရှင်းလေးလုံးအရေးတော်ပုံကြီးမှာအရေးတော်ပုံကြီးဘက်ကပြည်သူလူထုဘက်ကရက်ဆက်ကြမ်းကြုတ်မှုဆိုတာမရှိသလောက်နီးပါးနေပါလွန်ပါတယ်ခေါင်းဖြတ်တတ်တာတွေဟာခင်ညွတ်ထောက်လန်းရေးလက်ချက်ကြောင့်ဖြစ်လာတာပါဒါကိုရှင်းလေးလုံးဖြတ်တမ်းမှုတိုင်းကကောင်းကောင်းသိကြပေမဲ့ရှင်းလေးလုံးမဖြတ်ဘူးတဲ့လူငယ်တွေရဲ့စိတ်ထဲမှာတော့သူတို့ရဲ့ဝါဒဖြတ်ကြီးကိုအချိန်ချင်းကြားရတဲ့အခါမှာစေအုပ်စုမကောင်းတာကိုသိပြီးသားဖြစ်ပေမဲ့ရှင်းလေးလုံးရေတော်ပုံကြီးဘက်ကလည်းမှားခဲ့တာဆိုးခဲ့တာတွေတော့နည်းနည်းပါးပါးရှိချင်ရှိမှာပါလို့နှစ်ဖက်မျှပြီးတော့ပေးတွက်လိုက်တဲ့သဘောမျိုးနဲ့ပြောတာမျိုးကိုကြားခဲ့ရပါတယ်အဲ့ဒါလောက်ကလေးဖြစ်လာတယ်ဆိုလို့ရှိရင်တောင်မှစေအုပ်စုအတွက်ကဝါဒဖြတ်ရကြိုးနှက်ပါတယ်
မဟုတ်မှန်းသိတဲ့ဇလန်တွေကိုပဲထက်ခါပြောအကျဉ်းချင်းသာလိမ်မာများလို့ရှိရင်ထီအောင်ထင်မှာဖြစ်လာလိမ့်မယ်ဆိုတဲ့ဝါဒဖြတ်ချီနည်းဟာဟစ်တလာရဲ့နည်းပါဟစ်တလာကအဲ့ဒါလို့ကိုယ်တိုင်ရေးခဲ့ဘူးပါတယ်အခုလဲစစ်အုပ်စုဟာဖက်စစ်နည်းကိုတစ်ထပ်ထဲကျင့်သုံးနေတာဖြစ်ပါတယ်ဒီလိုဝါဒဖြတ်ချီမှုတွေရဲ့အကျိုးသက်ရောက်မှုကကြီးမားပါတယ်လူတွေကိုထင်အောင်ထင်မှာဖြစ်စေပါတယ်ဒါတွေဟာတာမန်ပြည်သူတွေအတွက်ထင်အောင်ထင်မှာမဖြစ်ဘူးဆိုရင်တောင်မှစစ်တပ်ထက်ကစစ်သားတွေအနဲ့တချို့ကိုတော့ဟုံနှုံထင်စေပါတယ်ကြက်ဖွတ်ပါတီဝင်တွေအတွက်တော့ဟုံနှုံထင်စေပါတယ်ပြူစောထီးတွေအတွက်တော့ဟုံနှုံထင်စေပါတယ်အဲ့ဒါလို့ထင်ကုန်တဲ့အခါမှာစစ်တပ်ထက်ကစစ်သားပြူစောထီးလက်နက်ကင်နဲ့ကြက်ဖွတ်ပါတီဝင်တွေဟာသူတို့ရဲ့ရုံမာတဲ့လုပ်ရက်တွေကိုအမှန်မဲလို့တချို့ထင်ကုန်တာမျိုးရှိပါတယ်တချို့ကအမှန်လို့မထင်ရင်တောင်မှငါတို့ကိုထောက်ခံတဲ့လူတွေတော့ရှိနေသေးပါလားဆိုပြီးတော့အားတက်စေတာမျိုးတွေရှိတတ်ပါတယ်အဲ့ဒါလို့အားတက်စေတာဟာရာဇဝတ်မှုကိုအားပေးတာပါပြူစောထူးရီကိုလူပိုတက်အောင်အားပေးအားမြောက်လုပ်ပေးတာပါပဲစစ်တပ်ထက်ကစစ်သားတွေကိုအရက်သားတွေပိုတက်ရအောင်ရွာကမိမမျိုးတွေကိုပို့ပြီးတော့မရင်းချေရအောင်အားပေးအားမြောက်လုပ်ပေးလိုက်တာပါပဲလေတပ်ထဲကကောင်းနေအနေနဲ့ရက်ရွာတွေခရီးတငယ်တွေကိုဘုံကျဲရအောင်အားပေးအားမြောက်လုပ်ပေးတာပါပဲအမှုပညာရဲ့ဩဇာဝါဒဖြတ်ချီလက်နက်ရဲ့ဆူရှမှုကအဲ့ဒါလောက်ထိလေးနေပါတယ်စစ်တပ်ဘုံကျဲလို့မိုးကုတ်ဖူဆယ်ဘောလုံးကွင်းမှာခလေးငယ်လေးတယောက်ခေါင်းပြတ်သွားတာကိုနေတိုးမြင့်သိပါသလားဒါကျွန်တော်တို့ရွာသားမင်းတို့ရဲ့အခုလို့ရဟာအဲ့ဒါလို့ခလေးငယ်ကိုခေါင်းဖြတ်တဲ့လုပ်ရက်ကိုအားပေးအားမြောက်လုပ်တဲ့လုပ်ရက်ဆိုတာကိုမင်းတို့သိကြပါသလားစစ်တပ်ဘုံကျဲလို့အိုးရိန်တော့မှာခလေးငယ်လေးတွေဗိုက်ပွင့်ပြီးတော့ဥတွေအပုံလိုက်ထွက်သွားတာကိုချူတို့မေမြင့်မို့တို့သိကြပါရဲ့လားအဲ့ဒါလိုလုပ်တဲ့လုပ်ရက်ကိုအခုမင်းတို့အားပေးအားမြောက်လုပ်နေတယ်ဆိုတာကိုမင်းတို့ဘာသာသိကြပါရဲ့လားနောက်မှထပ်လုပ်မယ်အဲ့ဒါလိုရက်ဆက်မှုတွေမှာမင်းတို့ဟာပူးတွဲတာဝန်ရှိတဲ့သူတွေဖြစ်လာတော့မယ်ဆိုတာကိုမင်းတို့သိကြရဲ့လားတားထောင်တဲ့ဖိုးတွေကိုပြူစောထီးတွေကအရှစ်လက်မိရှို့တတ်တာကိုငှက်ပြောကျော်နေဝင်အေးချမ်းမောင်တို့သိကြရဲ့လားမင်းတို့တွေအခုလုပ်တဲ့လုပ်ရက်ဟာအဲ့ဒါလိုပြူစောထီးတွေကိုအားပေးတယ်လို့ဖြစ်နေတယ်ဆိုတာသိကြရဲ့လားမင်းတို့လှုပ်ထားတဲ့ဝါဒဖြတ်ချီရေးဇက်ကားကိုကြည့်ပြီးတော့ပြူစောထီးတွေကငါတို့ကိုထောက်ခံအားပေးတဲ့သူတွေရှိနေပါသေးလားဆိုပြီးတော့တွေးတော့အားတကြမယ်ဆိုတာမင်းတို့သိကြရဲ့လားမင်းတို့အခုလုပ်တဲ့လုပ်ရဟာဘလောက်ဆိုးရတယ်လဲနောက်မီးရှို့တပ်ဖြတ်မှုတွေအတွက်ဘလောက်တောင်မှအားပေးအားမြောက်လှုပ်လိုက်မိတယ်လဲဆိုတာကိုမင်းတို့ဘာသာသိကြပါရဲ့လားငါပြောချော်ဆိုလို့ရှိရင်အော်ကြတာကောင်းပါလေသူ့အသက်အရွယ်နဲ့သူ့အတိုင်းဝိုင်းကိုကြည့်ပြီးတော့ဒီလောက်ညံနေလိမ့်မယ်လို့ထင်တောင်မထင်မိပါဘူးဒီလောက်ငွေနောက်လိုက်လိမ့်မယ်လို့တောင်မှမထင်မိပါဘူးဒီနေ့ကတော့အမှုပညာသမားတွေအကုန်လကားပါပဲဆိုပြီးတော့တယောက်ကတိမ်ကြုံဆဲသွားတာတွေ့လိုက်လို့စိတ်ထဲနည်းနည်းတောင်မှမခံချင်ဖြစ်မိပါတယ်အမှုပညာသမားတွေထဲမှာတိတ်တော်တဲ့အမှုပညာသမားတွေလည်းရှိကြပါတယ်အထူးသဖြင့်စာပေနယ်ထဲမှာဆိုလို့ရှိရင်ပုံများပါတယ်ဆရာဘော်မော်တယောက်ဆိုလို့ရှိရင်ဖဆပလအစိုးရကပေးတဲ့အမျိုးသားစာပေစုကိုတက်မယူခဲ့ပါဘူးဆရာကြီးသခင်ကိုရမိုင်းဆိုလို့ရှိရင်ဝေလာမင်းသားအတွက်ငွေပုံပေးပြီးတော့ဖုံးတော်ပွဲရေးခိုင်းတာကိုတောင်မှညင်းခဲ့ပါတယ်ဒါပေမဲ့အမှုပညာသမားတွေမှာပတ်စံအများဆုံးရပြီးတော့အုံနောက်မရှိဆုံးပညာရေးအားနည်းဆုံးအမှုပညာသမားဟာရုပ်ရှင်မင်းသားမင်းသမီးတွေပါပဲအဲ့ဒါလိုပြောလိုက်တော့အားလုံးကိုတိမ်ကြုံပြောလိုက်တယ်လို့တော့ဖြစ်သွားပါတယ်ဒါပေမဲ့ဒါဟာအမှန်တရားပါအမှုပညာသမားတွေထဲမှာဉာဏ်အနည်းဆုံးအသိစိတ်ဓာတ်အနည်းဆုံးအသုံးမကျဆုံးအတန်းစားဟာရုပ်ရှင်မင်းသားမင်းသမီးတွေပါပတ်စံလဲသူတို့အရာဆုံးပါပဲအကုန်လုံးတိမ်ကြုံပြောတယ်လို့ဖြစ်သွားတယ်ဆိုတာကအများစုကိုကြည့်ပြီးတော့ရေပုံရခြုံပြောလိုက်လို့ပါရုပ်ရှင်မင်းသားတွေထဲမှာစားသိပ်ဖတ်ပြီးတော့အတွေးခေါ်ရှိကြတဲ့ဝင်းဦးတို့ကောလိပ်ရှင်နေဝင်းတို့သူ့မောင်တို့လိုလူမျိုးတွေလည်းရှိခဲ့ဘူးပါတယ်ဒါပေမဲ့ပညာတတ်တိုင်းလဲယက်တီချက်ကောင်းတာမှန်တာမဟုတ်ပါဘူးလူစိတ်ရှိဖို့စာနာစိတ်ရှိဖို့ကလည်းတိတ်အရေးကြီးပါတယ်ညွန်ဝင်းဆိုလို့ရှိရင်ပညာတတ်ပါဖောက်ပြန်လိုက်တဲ့နေရာမှာတော့ယွန်းစရာတောင်ကောင်းပါတယ်ဆန္ဒပြကျောင်းသားတွေကိုပလိတ်ကရိုက်နဲ့လူစုခွဲတော့88မှာတော့ပါရှောင်းရင်ရှားရင်နဲ့သူ့အိမ်နဲ့ရောက်လာတဲ့ကျောင်းသားတွေကိုတောင်မှရဲကိုဖုံးဆက်ပြီးတော့အဖမ်းခိုင်းတဲ့လူမျိုးပါအရင်တော့ကလည်းဒီလိုအလုပ်မျိုးတွေကိုဇော်ဝင်းထွတ်တော့စိုက်တိဆိုင်တော့ကအစလုပ်ခဲ့ကြဘူးပါတယ်ပြည်သူလူထုကတိခံလို့ရောင်းတက်ပြီးတော့တယောက်ပြီးတယောက်ထပ်လုပ်လာရဲနေကြတာပါပြည်သူလူထုအနေနဲ့လည်းဒီလိုလုပ်တဲ့သူတွေဟာလူသက်မီးရှို့မရင်းကျင်တဲ့အလုပ်တွေကိုအားပေးတဲ့အလုပ်ကိုလုပ်နေတာပဲဒါတွေကိုငါတို့တာဝန်တိတိနဲ့ကန့်ကွက်ရမယ်ရှုတ်ချရမယ်လို့သဘောထားပြီးတော့တာဝန်တိတိစက်ကျင်ကြဖို့လိုပါလိမ့်အဲ့ဒါမှသာနောက်မှစက်မိုက်မဲ့လူတွေထွက်မလာအောင်ဟန်တားနိုင်မှာပါတစ်တက်ပို့ပြီးတော့လေးလေးနက်နက်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီလူတွေကိုတာဝန်တိတိ
ကန့်ကွက်ဆန့်ကျင်ခြင်းအပြင်ကျွန်တော်တို့သားသမီးတွေကျွန်တော်တို့တူမတွေရဲ့အသက်ကိုတတ်နိုင်တဲ့လောက်အကာအကွယ်ပေးရာရောက်လိမ့်မယ်လို့ဆိုချင်ပါတယ်ခင်ဗျာ